ရှောင်းလန်းရလူဘဝလမ်းခီးရှောင်းဝေမတည်ငြိမ်တဲ့ဖြစ်တဲ့သဘောတွေပဲဤလူရအစိုးကောင်းများရဲ့ကြလေဆုံတွေ့စဉ်လေးများသိတူတယ်ကိုရွေးချယ်တဲ့လမ်းကိုရှောင်းနေတဲ့ခရီးဘယ်သူတွေအမားနဲ့အမှန်ဘယ်လိုဝင်ဝေဖန်သုံးသပ်မလဲဒီတနေ့တာအစိုးကောင်းများရဲ့အဖြစ်ညအိယာလက်ကလေးနှစ်ဖူးပေါ်တင်ပြန်တွေးကြည့်မိရဲ့လားလို့လေမထင်လောက်ခဲ့သမျှအမားလို့လေပဲ